ဒေသကြီးနောင်လေးပင်ခရိုင်နောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကျေးလက်နေပြည်သူများကိုယ်တိုင်ကျေးရွာ၏ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီးဦးစားပေးအစီအစဉ်လိုက်စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်ကျေးရွာများ၏ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍နှစ်စဉ်ရန်ပုံငွေများရထားပြီးလုပ်ငန်းစီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်နိုင်စေရန်ကျေးရွာများမှထွက်ပေါ်လာသောစီမံချက်လုပ်ငန်းများအားမြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီး၏ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်ချိတ်ဆက်နိုင်စေရန်ရည်ရွယ်၍2024-2025 ခုဘဏ္ဍာရေးနှစ်တွင်မပြောတော့ကျေးရွာအုပ်စုကျိုးကြကွင်းကျေးရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအားအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါသည်။ရင်းသို့အကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင့်ထဲပေါ်ရေးလက်ဆွဲပါလမ်းညွှန်ချက်များနှင့်အညီစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းစီမံကိန်းလုပ်ငန်းများရွေးချယ်ခြင်းနှင့်အတည်ပြုခြင်းလုပ်ငန်းဆောင်ရွက်ခြင်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါသည်ကျေးရွာပြည်သူများမှရွေးချယ်ထားသောဦးစားပေးလုပ်ငန်းများအနက်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ်350ဖြင့်ကျေးရွာရင်းလန်းအားကွန်ကရစ်ဘိန်းလန်း930ပေးကင်းခြင်းနှင့်ဒေသစဉ်စနစ်တက်ဆင်ခြင်းများကိုနောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ဤပညာအကူအညီနှင့်ကျေးရွာသူကျေးရွာသားများ၏စုပေါင်းလုပ်အားတို့ဖြင့်29ရက်12လ2024ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး23ရက်1လ2025ရက်နေ့တွင်လုပ်ငန်းအားလုံးပြီးစီးအောင်မြင်ခဲ့ပါသည်ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများရေရှည်တည်တံ့စေရေးအတွက်သက်ဆိုင်ရာလုပ်ငန်းထိန်းသိမ်းရေးကော်မတီအသီးသီးတို့စနစ်တကျလွှဲပြောင်းခြင်းနှင့်လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ကျေးရွာသူကျေးရွာသားများအားချပြရှင်းလင်းခြင်းတွေကိုလည်းဆောင်ရွက်ခဲ့ပါသည်ကွန်ကရစ်ဘိန်းလန်းခင်းခြင်းကြောင့်ကျေးရွာသူကျေးရွာသားများရာသီမရွေးသွားလာရအဆင်ပြေစေခြင်းနှင့်ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းကြောင့်ကျေးရွာသူကျေးရွာသားများတန်ရှင်းသောတောက်ရည်ကိုတောက်သုံးနိုင်ကြမှာဖြစ်သည့်အတွက်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသည်ကျေးရွာများအတွက်အမှန်တကယ်အကျိုးရှိသောစီမံကိန်းတစ်ခုဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ဒါမျိုးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်2024-25ခုဘဏ္ဍာရေးနှစ်မှာတော့ကျေးရွာပေါင်း900ပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ကုန်ဝင်တဲ့ကွန်ကရစ်ကျေးရွာလေးလမ်းကွန်ကရစ်လမ်းတစ်လမ်းကွန်ကရစ်ဘိန်းလမ်းလေးလမ်းကဘော်လမ်းလေးလမ်းနဲ့ရည်သက်တက်ဆင်ရေးလုပ်ငန်း9ခုတို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းတင်ပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
င်္ဂလာပါခင်ဗျာ ဆရာရဲ့ကြေးရနာမည်နဲ့ဆရာနာမည်နဲ့ဆရာရတပည့်မိတ်ဆက်ပြပါအောင်ရှင် ကျွန်တော်ကတော့ဒိုင်မျိုးနဲ့ဒေါက်တာမြောင်ကြီးရွာအုပ်စုဒေါက်တာမြောင်ကြီးရွာမှာနေထိုင်တဲ့ကြီးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း BDB ကော်မတီတင်းရင်တင်းတဲ့နိုင်ဖြစ်ပါတယ် ။မှန်ကင်းမစတဲ့ပြီအခြေအနေလေးကိုလည်းရှင်းပြပြပါအောင်ရှင် ဟုတ်ကဲ့ပါစီမံကိန်းမစခင်မှာတော့ကြီးရွာလမ်းဒီလမ်းကနေဝေးရာဒီမှာပုံလူနဲ့ပြီးမိုးရာဒီမှာလည်းစွန့်တွန်ထူတက်သွားလာရအဆင်မပြေဘူးကလေးတွေကျောင်းသွားတဲ့အခါမှာလည်းအဆင်မပြေမှုတွေအခက်အခဲတွေတွေ့ရတယ်ကြီးလက်ဦးစီးဌာနကိုသွားရောက်ပြင်ပြပြီးပူညီတောင်းခံခဲ့ပါတယ် ။စီမံကိန်းမှာဗာလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ပါလေရှင် စီမံကိန်းကနေပြီးတော့ရွာမြောက်ဘက်လမ်းကုန်းလေးဘိန်းလမ်းခင်းချင်းလုပ်ငန်းနှစ်ဖက်960ပြီတောဝီ6လမ်းမနဲ့ရည်သက်စနစ်တက်ဆင်ခြင်းတို့ကိုဆော်ရွက်ပေးခဲ့ပါတယ် ။စီမံကိန်းကိုဘယ်လိုအကောင်အထည်ပေါ်ဆောင်ရွက်ရပါသလဲရှင် ဟုတ်ကဲ့ပါကြေးရွာဖွံ့ဖြိုးရေးစီမံကိန်းရရှိတည်နေတယ်များဆန္ဒနဲ့ကော်မတီဖွဲ့ပါတယ်ရုံးနယ်ကြေးလက်ရုံးမှာတင်နန်းတက်ရောက်ပြီးကြေးရွာအချက်လက်ကောက်ယူကကြေးရွာရဲ့စာအုပ်ပြုစုပါတယ်အဲဒီနောက်မှာတော့အများဆန္ဒနဲ့ရွေးချယ်ထားတဲ့ပထမဦးစားပေးလုပ်ငန်းခုံရင်းဘိန်းလန်းခင်းရင်လုပ်ငန်းရေနဲ့ရေတန်းတဲ့စနစ်ကိုနိုင်ငံတော်ထောက်ပံ့ငွေ7သိန်း150နဲ့ဆောင်ရွက်ခဲ့ပါတယ် ။စီမံကိန်းဆောင်ရွက်ပြီးကြေးရပြောင်းလဲမှုအခြေအနေလေးကိုလည်းပြောပြပါအောင်ရှင် စီမံကိန်းကြီးကြေးရွာတွင်ကွန်ကရစ်ဘိန်းလန်းပြီးသွားတဲ့အခါမှာတော့ကြေးရွာသူရွာသားများတောင်းသူတောင်းသားများဓာတိမရေးအစီအစဉ်ချောင်းမိစွာသွားလာနိုင်ပါတယ်ကျွန်တော်တို့ရွာလေးကိုလမ်းမဆက်သွယ်ရေးကောင်းမွန်အောင်စီမံကိန်းရမှုကိုထောက်ပံ့ပေးတဲ့သမားဝါယမနဲ့ပြည်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာဒီတော်စုဝန်ကြီးနဲ့တပေါ်ကတာဝန်ရှိလူကြီးများပြည်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံရေးဦးစီးဌာနမှာဒိုင်းဦးစီးမှုနဲ့တပေါ်ကဌာနဝန်ထမ်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရွာသူရွာသားဒီအနေနဲ့လည်းစီမံကိန်းလုပ်ငန်းတွေကိုကြောင့်တံမိုးထားပြီးဝိုင်းဝန်းကူပံ့ပိုးပေးပါတယ် ။ပဲခူးတိုင်းဒေသကြီးကြောက်တကားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနအနေဖြင့်အေရှန်ကျွော်တွင် BDB လုပ်ငန်းစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက် ABI တင်နန်းဖွင့်လှစ်ခြင်းစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း9နှစ်စီမံကိန်းရာထားရွေးချယ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါလိမ့်ရှင်။ ပထမနှစ်စီမံကိန်းလုပ်ငန်းအား2024-2025ခုဘဏ္ဍာရေးနှစ်တွင်ခွင့်ပြုရန်ပုံငွေ12သန်းဖြင့်အလျား600ပေအကျယ်3ပေဒု6လက်မရှိသောကြေးရွာတွင်ကွန်ကရစ်ဘီလန်ခင်းခြင်းလုပ်ငန်းနှင့်ကျေးလက်နေပြည်သူများတန်ရှင်းသောတောက်သုံးရေရရှိရန်အတွက်ခွင့်ပြုရန်ပုံငွေ3သန်းဖြင့်ဆိုလာရေတန့်စင်စနစ်တို့ကိုကောင်းထဲဖော်ဆောင်ရွက်ခဲ့ပါရရှင်အဆိုပါကြေးရွာတွင်ကွန်ကရစ်ဘီလန်ခင်းခြင်းနှင့်ဆိုလာရေတန့်စင်စနစ်တို့ကိုအကောင့်ထဲဖော်ဆောင်ရွက်ရာတွင်နိုင်ငံတော်ခွင့်ပြုငွေကြေးရွာပြည်သူတို့၏လုပ်အားတို့ဖြင့်ပူးပေါင်းအကောင့်ထဲဖော်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါရရှင်ယခုလိုကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနမှဆောင်ရွက်ပေးသည့်ကြေးရွာတွင်ကွန်ကရစ်ဘီလန်ခင်းပေးခြင်းအပြင်ကြေးရွာ၏ထွက်ကုန်များကိုလွယ်ကူချောမွေစွာတည်ယူပို့ဆောင်နိုင်သောကြောင့်ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ရှင်